အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်မြတ်ထုတ်လို့ခေါ်ပါတယ်အဲ့မြန်မာလူမျိုးဖြစ်ပါတယ်ကျွန်တော်ကိုဗစ် Christian language ကမြေကျောင်းကနေဒီကျောင်းပြောင်းခဲ့တာဖြစ်ပါတယ်ကျောင်းရဲ့ကောင်းတဲ့ချက်ကတော့လက်တွေ့ချိန်ကြီးများပြီးတော့တကယ်လက်တွေ့ကြတဲ့ဤပညာပိုင်းဆိုင်ရာတွေကိုတကယ်လက်တွေ့ကြလေ့လာမယ်လို့လေ့လာလို့ရတဲ့ကျောင်းလို့ထင်ပါတယ်ဆရာကြီးရဲ့စာသင်ကြီးနေရာဆိုရင်လည်းစိတ်ဝင်စားဖို့ကောင်းပြီးတော့တကယ်ဆရာကြီးတွေ့ကြုံမှုတဲ့ဘုဒ္ဓရာတွေကိုလက်တွေ့ကြအိုရှိရဲ့သင်ကြားပေးတဲ့ချိန်ကြီးဖြစ်ပါတယ်။ဒါကောင်းတဲ့ချက်ကတော့ဖိလာခါလေးဈေးချိုပြီးတော့စားတော့စီဒီပါတယ်ဈေးချိုတဲ့အတွက်တော်လေးအစီအပြေမျိုးလို့ထင်ပါတယ်။နေမျိုးလေးဖြစ်တဲ့အတွက်အဲ့လိုကြီးကြီးတော်လေးနေကြမယ်လို့နေမျိုးလည်းမဟုတ်ပါဘူး။အစီတော်တော်နေထိုင်လို့အစီအပြေတဲ့မျိုးဖြစ်ပါတယ်။ဂျမန်ကုမ္ပဏီတွေမှာကားကုမ္ပဏီတွေမှာလုပ်လို့မယ်လို့စဉ်းစားထားမယ်ဆိုလို့ရှိရင်ဒီကြောင်းကတော့တော်လေးကောင်းတဲ့အကြောင်းတော့ကြောင်းချင်ပါတယ်ကျွန်တော်ဆိုရင်လည်းဒီနေ့ဒီကြောင်းဝင်ပြီးတော့ဒီနေ့လောက်အချိန်မှာကိုဝင်နေတဲ့ကားကုမ္ပဏီကိုကားကုမ္ပဏီမှာလောက်ခံလာရရှိကြတဲ့နေတာကျွန်တော်ရှိပါတယ်ဒီအဲ့ဒီအတွက်ဒီကြောင်းဝင်ကဘာလဲလောက်ထားတယ်လဲဆိုရင်ဒီမှန်စာအဓိကထားပြီးတော့စူးစမ်းကြည့်ပါတယ်ကားနဲ့ပတ်သက်တဲ့လူယုံနေဘုဒ္ဓရာတွေဘာမှမရှိဘူးဆိုတော့စိတ်မပူပါနဲ့ဒီကြောင်းဆရာတွေက3ညနေစပြီးတော့အကုန်လုံးပြပြပေးမှာဖြစ်ပါတယ်以上です